နေ့လေခင်းမှာရှင်ကျမကတော့လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မျိုးတီတီထုံးဖြစ်ပါတယ်ရှင်ကျမဒီနေ့မျှဝေပေးသွားတဲ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီကျေးရွာပြည်သူလူထုတွေကနေကိုယ်တိုင်စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအစီအစဉ်ပေါ့နော် exit strategy အကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့ဒီအကြောင်းအရာလေးကိုပေါ့နော်ရှင်းပြခင်ပေါ့နော်တစ်ချက်ပြောပြချင်တာလေးက exit strategy ကိုစတင်ရေးဆွဲစဉ်ပေါ့နော်ဒါ design ရေးဆွဲစဉ်တုန်းကတော့ဒီမဒီရန်ပုံငွေကိုပြန်လဲသိမ်းဆဲမယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒီ season နဲ့ရေးဆွဲခဲ့ကြတယ်နောက်ပိုင်းဒါအဆင့်အဆင့်ပေါ့နော်ဒါပြောင်းစုဝင်ကြီးအထိတင်ပြီးတော့ဒီပြုချက်ယူပြီးတဲ့အချိန်မှာဒီမဒီရန်ပုံငွေကိုပေါ့နော်ပြန်မသိမ်းဘူးပေါ့နော်ဒါပေမဲ့တချို့ကကြတော့ဆက်စချင်းဒီမျှဝေလိုက်တဲ့ဥစ္စာ exit strategy ဆိုလို့ရှိရင်မဒီရန်ပုံငွေသိမ်း300ကိုပြန်သိမ်းမယ်ဆိုတဲ့အတိကိုသိနေတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီ exit strategy မှာဒီမဒီရန်ပုံငွေသိမ်း300ကိုပြန်မသိမ်းပါဘူးလို့နော်အဲ့ဒါကတော့အဓိကအချက်ပေါ့နော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီ exit strategy ဆောင်ရွက်ရခြင်းရဲ့ရည်ရွယ်ချက်ပေါ့နော်နောက်ပြီးတော့ဒီ exit strategy ကိုဆောင်ရွက်မဲ့နည်းလမ်းပြီးတော့အခါကျတော့သူရဲ့စံသတ်မှတ်ချက်လေးတွေအဲ exit strategy ဆောင်ရွက်တဲ့အခါမှာဖြေလျှော့ပေးသွားမယ့်အစီအစဉ်လေးတွေပြီးတော့ဆောင်ရွက်မဲ့ကာလဒီ exit strategy ဆောင်ရွက်လိုက်တဲ့အတွက်ရရှိလာတဲ့အကျိုးကျေးဇူးလေးတွေဒါလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်ကတော့ဒါကexit strategy ကောင်းတဲ့မှာကကျေးရွာလူထုကိုယ်တိုင်ပေါ့နော်စဉ်ဆက်မပြတ်ဆက်လက်ကောင်းတဲ့ပေါ်ဆောင်ရွက်နိုင်ရေးအစီအစဉ်ဆိုတော့သူကဒီကျေးလက်နေပြည်သူတွေကိုပဲပေါ့နော်ဥတီပြီးတော့ပေါ့ကျေးလက်နေပြည်သူတွေကိုယ်တိုင်ဒါပိုင်ရှင်စိတ်ဓာတ်နဲ့စီမံကိန်းကိုဆက်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့ပေါ့ပြီးတော့ဒီမြို့နယ်ဝန်ထမ်းတွေပေါ့နော်မြို့နယ်ဝန်ထမ်းတွေကတဖြည်းဖြည်းနဲ့ပေါ့နော်ခဏနဲ့တစ်နှစ်ပြီးတစ်နှစ်ညာစင်းအောင်ကျေးရွာစီမံကိန်းရွာတွေကလည်းတိုးလာတယ်ပေါ့နော်မြို့နယ်မှာဆိုလို့ရှိရင်ဒါဝန်ထမ်းတအုပ်ဆိုလို့ရှိရင်ညာစင်းအောင်စီမံကိန်းတွေချပေးထားတယ်တအုပ်ကို5-600လောက်တာဝန်ယူဆောင်ရွက်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ဒါမြို့နယ်ရဲ့ဝန်ထမ်းတွေရဲ့ဒီဝန်တော့ဝန်ပိုးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းရောကြစေဖို့နဲ့ဒီရွာသားတွေကိုပေါ့နော်အနီးကပ်ကြီးကြပ်မှုဆောင်ရွက်ပေးတဲ့လုပ်ငန်းစဉ်လေးတွေပေါ့အဲ့ဒါလေးတွေကိုဖြည့်လျှော့ပေးနိုင်ဖို့ပေါ့နော်နောက်ပြီးတော့သူတို့ဒီဒါအခုဆိုလို့ရှိရင်တချို့ပေါ့နော်လာပြီးတော့ဆွေးနွေးကြတာလေးတွေရှိရပေါ့မြို့နယ်ကိုပဲပြီးခိုးနေကြတော့ပေါ့နော်ဒီ exit strategy လုပ်နေတဲ့ရွာတော်မှာပေါ့ဒီချက်လက်မှတ်ပေါ်မှာပေါ့ငွေထုတ်ဖို့ရေးလို့ရှိရင်တော့မှာပေါ့နော်ဒါမြို့နယ်ဝန်ထမ်းတွေကရေးပေးနေရတော့ပေါ့နော်အဲ့လိုမျိုးတွေတောင်ရှိရပေါ့အဲ့ဒါကြောင့်မလို့ဒါဦးစီးဌာနအပေါ်မှာသူတို့ရဲ့မိခိုမှုလေးတွေကိုပေါ့နော်ဒီကျေးရွာသူကျေးရွာသားတွေရဲ့မိခိုမှုလေးတွေကိုရှော့ချနိုင်ဖို့နောက်ဆုံးတစ်ခုကကြတော့ဒီတက်မိုးဝမ်းချောင်းလုပ်ငန်းတွေဒီမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းတွေပေါ့နော်ဒီကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဒီအောင်မြင်မှုအသီးအပွင့်တွေကိုပေါ့နော်စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်စေဖို့ပေါ့အဲ့ဒီရည်ရွယ်ချက်လေးတွေနဲ့ဒီ exit strategy ကိုအကောင့်ထဲပေါ်ဆောင်ရွက်တာဖြစ်ပါတယ်ဆောင်ရွက်မဲ့နည်းလမ်းပေါ့ဆောင်ရွက်မဲ့နည်းလမ်းကဒီ exit strategy ကိုဘယ်လိုဆောင်ရွက်သွားမလဲပေါ့ဘယ်လိုဆောင်ရွက်သွားမလဲဆိုရင်ဒီ MSR တွေပေါ့နော်ဒါဘဏ္ဍာနှစ်တစ်နှစ်ပြီးတိုင်းတစ်နှစ်ပြီးတိုင်း MSR တွေလုပ်ကြတယ် MSR တွေလုပ်ကြတဲ့အခါမှာဒါတိုင်းဒေသကြီးပြည်နယ်ကြီးကြပ်မှုကော်မတီတွေခရိုင်နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ပေါ့နော်သူ့ရဲ့သက်ဆိုင်ရာအဆင့်ဆင့်ပေါ့နော်ကြီးကြပ်ကွပ်ကဲမှုနဲ့ဒါမြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့မှာဆိုလို့ရှိရင်ဒီနယ်စီမံကိန်းကြေးရွာတွေဆောင်ရွက်လျက်ရှိတဲ့ကြေးရွာတွေမှာဆိုလို့ရှိရင်ဘယ်ရွာတွေကတော့ကိုတူကိုထဆောင်ရွက်နိုင်ပြီလဲဘယ်ရွာတွေကတော့ကိုတူကိုရဆောင်ရွက်နိုင်ရန်လားလာရှိတဲ့ကြေးရွာတွေလဲဘယ်ရွာတွေကတော့ကိုတူကိုထဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကြေးရွာတွေလဲပေါ့အဲ့လိုမျိုးစား၃မျိုးပေါ့ခွဲခြားပြီးတော့ဒါ exit strategy ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်exit strategy ဆောင်ရွက်တော့မယ်ဆိုရင်ခုနလိုမျိုးစား၃မျိုးခွဲခြားလိုက်ပြီပေါ့မျိုးစား၃မျိုးခွဲခြားလိုက်ပြီဆိုအဲ့ဒီမျိုးစား၃မျိုးမှာသူနဲ့ဒါကိုတူကိုထဆောင်ရွက်နိုင်တဲ့ကြေးရွာဆိုရင်ဘယ်လိုကြေးရွာမျိုးတွေကိုကိုတူကိုထဆောင်ရွက်နိုင်တဲ့ကြေးရွာမျိုးသတ်မှတ်မလဲစံသတ်မှတ်ချက်တွေလာပြီပေါ့နော်မျိုးစားတွေခွဲလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီမျိုးစားတွေပေါ်မှာဒါစံသတ်မှတ်ချက်တွေလာတယ်ပေါ့ကိုတူကိုထဆောင်ရွက်နိုင်တဲ့ကြေးရွာမှာဆိုရင်ကိုတူကိုထနိုင်ငံဆောင်ရွက်ကိုတူကိုထဆောင်ရွက်နိုင်တဲ့ကြေးရွာဆိုရင်ဘယ်လိုသတ်မှတ်မလဲဆိုလို့ရှိရင်ဒါစီမံကိန်းကအရင်တုန်းကတော့ဒါ10နှစ်အထက်ရှိတော့ကြေးရွာပေါ့ဒါ14-15စတယ်ဗဏ္ဍာနှစ်ကစတယ်ဆိုပြီးတော့အဲ့လိုမျိုးရေးဆွဲခဲ့ပေမဲ့အခုကတော့ဒါစီမံကိန်းကာလ9နှစ်နဲ့အထက်ရှိတော့ကြေးရွာဆိုပြီးတော့ဒါ2-3နှစ်လေးရဲ့ MSR မှာဒါကိုအတည်ပြုပြီးတော့ပြောင်းလဲလိုက်တယ်ပေါ့နော်စီမံကိန်း9နှစ်နဲ့အထက်ရှိတော့ကြေးရွာပြီးကိုတူကိုထဆောင်ရွက်နိုင်တဲ့အလားလာရှိတဲ့ကြေးရွာတွေမှာဆိုရင်လည်းအဲ့လိုပဲအတူတူပဲဒါစီမံကိန်းကာလ9နှစ်နဲ့အထက်ရှိတော့ကြေးရွာပေါ့နော်အဲဒါကြောင့်မလို့ဒီမှာဒီလိုလေးနှိုင်းရှင်ပြီးတော့ပြတာပေါ့နော်ကိုပဲဒီပဲဒီမှာကိုတူကိုထဆောင်ရွက်နိုင်တဲ့ကြေးရွာမှာဆိုလို့ရှိရင်ဒါစီမံကိန်းလက်ဆွဲဆောင်တာမှာစီကံချက်တွေတိုင်းလာဆောင်ရွက်နိုင်တဲ့ကြေးရွာတွေဖြစ်ရမယ်ကိုတူကိုထဆောင်ရွက်နိုင်ရဲ့အလားလာရှိတဲ့ကြေးရွာတွေမှာဆိုရင်လည်းဒီတိုင်းပဲဒါစီမံကိန်းလက်ဆွဲဆောင်ပါညွှန်ကြားချက်တွေကိုတော့ဒါလိုက်နာဆောင်ရွက်နိုင်တဲ့ကြေးရွာတွေဖြစ်ရမယ်ပေါ့ပြီးတော့နောက်တစ်ခုကဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေဒါလေဘက်ရပုံငွေစီမံခန့်ခွဲမှုတင်နန်းတွေငွေစင်းထိန်းသိမ်းရေးတင်နန်းတွေဒီလိုတင်နန်းတွေကိုတက်ရောက်ပြီးတဲ့ကြေးရွာတွေဖြစ်ရမယ်
ဟိုဘက်ဒါလားလာရှိတဲ့ကြေးရွာဆိုရင်လည်းဒီလိုပဲကြေးရွာလုပ်ငန်းအဖွဲ့အနေနဲ့လုပ်ငန်းဆက်ဆောင်ဖြစ်နေတဲ့တင်နန်းတွေကိုထပ်မံလေ့ကျင့်သင်ကြားပေးရန်လိုအပ်နေသေးတဲ့ကြေးရွာတွေပေါ့အဲ့လိုကြေးရွာတွေဆိုရင်တော့လားလာရှိတဲ့ကြေးရွာဖြစ်သတ်မှတ်တယ်ပေါ့ဆောင်ရွက်နိုင်တဲ့ကြေးရွာတွေဆိုရင်တော့ဒီတင်နန်းတွေကိုလည်းတက်ရောက်ပြီးပြီပေါ့အဲ့လိုမျိုးလေးတွေနဲ့ဒါနှိုင်းယှဉ်ပြီးပေါ်ပြထားတာပေါ့နော်နောက်တစ်ခုဆိုရင်ဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေစီမံကိန်းရှင်းငွေလျှောက်လွှာတွေအချက်လက်တွေငွေစည်းပြားတွေကိုမှတ်ကန်အောင်စစ်စစ်နိုင်တဲ့ကြေးရွာဖြစ်မယ်ပေါ့အလားလာရှိတဲ့ကြေးရွာဆိုလို့ရှိရင်တော့ဒီလိုချင်းငွေလျှောက်လွှာတွေကိုစစ်စစ်ဖို့အားနည်းနေသေးတယ်ပေါ့အားနည်းနေသေးတယ်ထပ်မံလေ့ကျင့်သင်ကြားပေးရန်လိုသေးတယ်ပေါ့အဲ့လိုရွာလေးတွေဆိုတော့သူကဒါအလားလာရှိတဲ့ရွာပေါ့အဲ့လိုတတ်နိုင်တယ်နောက်တစ်ခုကကျတော့ဒါ MNE ပေါ့စောင့်ကြည့်စစ်ဆေးကြပြပုံစံတွေငွေစင်းစရာတွေကိုတတ်မှတ်ရဲ့အတွင်းအချိန်ကြီးပေးဖို့နိုင်တယ်ပေါ့ဒါတော့ကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာဆိုတော့ဒါသူကသူ့ရဲ့တတ်မှတ်ရဲ့အတွင်းဒါအချိန်ကြီးပေးဖို့နိုင်တယ်ပေါ့နော်ဆောင်ရွက်နိုင်တယ်လားလာရှိတဲ့ကြေးရွာမှာကျတော့ပုံမှန်တော့ပေးဖို့တယ်ဒါပေမဲ့လို့ဝင်မဲ့ဒါတတ်မှတ်ရဲ့အနည်းငယ်နောက်ကျပေးဖို့တယ်ပေါ့နော်ဒါလားလာရှိတဲ့ကြေးရွာတွေရဲ့စံတတ်မှတ်ချက်ကတော့ဒီလိုမျိုးပေါ့ဒီလိုမျိုးဒါတမန်ရတဲ့အနေနဲ့နောက်ကျပေးဖို့တဲ့စည်ရင်းစရာတွေကိုဒါတင်နန်းတွေပို့ချပေးဖို့နည်းနည်းလိုနေသေးတယ်ဒါလိုမျိုးရွာတွေဆိုရင်တော့ဒါအလားလာရှိတဲ့ကြေးရွာဖြစ်နေတတ်မှတ်မှာပေါ့နော်ဒါနောက်တစ်ခုကဒါဆောင်ရွက်နိုင်တဲ့ကြေးရွာတွေဆိုရင်တော့ Self Reliant Valley ကိုဒါဆောင်ရွက်နိုင်တယ်ဆိုရင်တော့သူကအတိုးအရင်မှန်မှန်မပြတ်မကွက်ပြန်လဲပေးဆက်တဲ့ကြေးရွာတွေပေါ့အဲ့လိုကြေးရွာတွေဆိုရင်လည်း Self Reliant Valley အပြည့်ရွေးချယ်လို့ရတယ်အတိုးရင်းပြန်လဲပေးဆက်ရမှာပုံမှန်တော့ပေးဆက်တယ်ဒါပေမဲ့တမတ်ရဲ့9ရက်အတွင်းပေးဆက်တော့ကြေးရွာပေါ့နော်ပုံမှန်တမတ်ရဲ့မှာတော့ပေးဆက်တယ်ဒါပေမဲ့လည်းတမတ်ရဲ့9ရက်ထဲနောက်ကျမှပေးဆက်တဲ့ရွာတွေလည်းဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့လိုမျိုးဆိုရင်တော့ဒါအလားလာရှိတဲ့ကြေးရွာအဖြစ်နဲ့တတ်မှတ်မယ်ပေါ့နောက်ကဒီတိုးပွားလာတဲ့အတိုးရငွေတွေနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်းဒါကြေးရွာသူကြေးရွာသားတွေအားလုံးကပေါ့နော်ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအခက်မရှိပေါ့နော်အောင်မြင်စွာဒါဆောင်ရွက်နိုင်တဲ့တက်ကြွစွာပူးပေါင်းဆောင်ရွက်တဲ့ဒီလိုကြေးရွာမျိုးဆိုရင်တော့ဆောင်ရွက်နိုင်တဲ့ကြေးရွာမျိုးသတ်မှတ်မယ်ဒါကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရမှာဒီမျိုးနဲ့လုပ်ငန်းအဖွဲ့ကနေထောက်ပံ့ကူညီမှုတွေများစွာရယူနေရသေးတဲ့ကြေးရွာတွေဒီလိုမျိုးဆိုရင်တော့ဒါအလားလာရှိတဲ့ကြေးရွာပေါ့အဲ့လိုကြေးရွာမျိုးသတ်မှတ်မယ်နောက်တစ်ခုကကြတော့ဒါကြေးရွာအုပ်ချုပ်မှု၃ချက်တွေကိုတတ်မှတ်စည်းကမ်းများနဲ့အီပွင့်လင်းမြင်သာစွာဒါဆက်ပြသုံးစွဲနိုင်သောကြေးရွာဒီလိုဆိုရင်လည်းကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာတွေဖြစ်တတ်မှတ်မယ်ရမုံငွေတွေကိုအလွဲသုံးစားပြုလုပ်မှုမရှိသောကြေးရွာဒါဆိုရင်တော့ဒါသူတို့ကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာမျိုးဖြစ်ပြီပေါ့အလွဲသုံးစားမှုပြုလုပ်မှုမရှိသောကြေးရွာအလားလာရှိတဲ့ကြေးရွာဆိုရင်လည်းအလွဲသုံးစားမှုပြုလုပ်မှုမရှိတဲ့ကြေးရွာမျိုးပဲဖြစ်ရမယ်ဒါကြေးနဲ့တိုင်ကြားမှုတွေမရှိခြင်းသို့မဟုတ်တိုင်ကြားလာမှုကိစ္စတွေကိုဒီကြေးရွာလုပ်ငန်းအဖွဲ့ကနေပြည်လဲစွာဖြည့်ရှင်းနိုင်စွမ်းရှိတဲ့ကြေးရွာပေါ့ဒီလိုကြေးရွာမျိုးဆိုရင်လည်းဒါကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာဖြစ်တတ်မှတ်မယ်အလားလာရှိတဲ့ကြေးရွာတော့မကျေနပ်ချက်တိုင်ကြားမှုတွေနည်းပါးတဲ့ကြေးရွာမျိုးဖြစ်ရမယ်အဲ့လိုကြေးရွာမျိုးဆိုရင်တော့ဒါအလားလာရှိတဲ့ကြေးရွာမျိုးတတ်မှတ်မယ်ပေါ့နောက်တစ်ခုကကျတော့ဒါမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းတွေကိုပုံမှန်ဆောင်ရွက်နိုင်ပြီးတော့ဒီတံမိုးဝမ်းကြောင်းလုပ်ငန်းတွေကိုတိုးချဲ့ဆောင်ရွက်နိုင်တဲ့ကြေးရွာတွေမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းတွေကိုပုံမှန်ဆောင်ရွက်နိုင်တဲ့ကြေးရွာတွေပုံမှန်ဆောင်ရွက်နိုင်သေးရင်တော့ဒါအလားလာရှိတယ်တိုးချဲ့ပြီးတော့သူတို့ဆောင်ရွက်နိုင်ပြီဆိုရင်တော့ဒါကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာလို့သတ်မှတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကြေးရွာလုပ်ငန်းအဖွဲ့ကနေရပုံငွေစီမံခန့်ခွဲမှုပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုနဲ့ဒါပွင့်လင်းမြင်သာမှုရှိစွာပေါ့နော်ဆောင်ရွက်ပြီးတော့ဒီကြေးရွာသူကြေးရွာသားတွေကလည်းကိုယ့်ရဲ့ကြေးရွာလုပ်ငန်းအဖွဲ့ပေါ်မှာပေါ့နော်ယုံကြည်အားကိုးနေတယ်ဆိုလို့ရှိရင်ယုံကြည်အားကိုးတဲ့ကြေးရွာမျိုးဖြစ်နေရင်ဒီလိုကြေးရွာတွေကိုလည်းကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာဖြစ်သတ်မှတ်မယ်နောက်တစ်ခုကကျတော့ဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေစင်းစရာမှတ်တမ်းတွေကိုစင်းစစ်ဆေးခံနိုင်ရန်စနစ်တကျပြင်ဆင်ထားရှိသောကြေးရွာပေါ့နော်ဒီလိုကြေးရွာတွေဆိုရင်အလားအလာရှိတဲ့ကြေးရွာတွေလို့သတ်မှတ်လို့ရတယ်ပြီးတော့ဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေဌာနဆိုင်ရာတွေဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်မှုအားကောင်းတဲ့ကြေးရွာတွေပေါ့ဒီလိုကြေးရွာတွေဆိုလို့ရှိရင်ကိုဒါဆောင်ရွက်နိုင်တဲ့ကြေးရွာတွေအဖြစ်သတ်မှတ်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ category 3မျိုးမှာဒါနောက်ဆုံးတစ်ခုပေါ့ကိုဒါဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကြေးရွာပေါ့ကိုဒါဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကြေးရွာကိုဘယ်လိုသတ်မှတ်မလဲဆိုရင်သူကစီမံကိန်းလက်ဆွဲစာတော်မှာညွှန်ကြားချက်တွေကိုလည်းလိုက်နာမှုမရှိသေးဘူးလိုအပ်နေသေးတဲ့ကြေးရွာတွေပေါ့ဒါစီမံကိန်းချင်းငွေလျှောက်လာတဲ့အချက်လက်တွေဒါငွေစည်းစရာပုံစံတွေဒါတွေကိုလည်းမှတ်ကမ်းမှုရှိစေရန်ဒါစစ်စစ်နိုင်မှုမရှိသေးဘူးထပ်မံလေ့ကျင့်သင်ကြားပေးရန်လိုအပ်နေသေးတဲ့ကြေးရွာတွေပေါ့နောက်တစ်ခုကကြတော့ဒါ MNE ဖောင်နေငွေစည်းစရာပုံစံတွေကိုလည်းတတ်မှတ်ရက်ထဲနောက်ကြားပေးဖို့တဲ့ကြေးရွာတွေအတိုးရင်းပြန်လဲပေးဆက်ရမှာလဲပုံမှန်ပေးဆက်မှုမရှိတဲ့ကြေးရွာတွေအလဲသုံးစားပြုလုပ်မှုတွေမကျေနပ်ချက်တိုင်ကြားမှုတွေမကြာခဏဖြစ်ပေါ်နေတဲ့ကြေးရွာတွေပြီးတော့အတိုးရင်းပုံမှန်ပေးဆက်မှုမရှိဘူးကြွေးကြံဖြစ်ပေါ်နေတဲ့ကြေးရွာတွေပြီးရင်ဒါလုပ်ငန်းကြေးရွာလုပ်ငန်းဖွဲ့ဝင်တဲ့ကြေးရွာသူကြေးရွာသားတွေကြားထဲမှာလည်းစီလုံးညီညွတ်မှုမရှိဘူးမိမိကြေးရွာရဲ့ဖွံ့ဖြိုးတိုးတက်တဲ့စိတ်တွေလည်းမရှိဘူးပေါ့အားနည်းနေသေးတယ်ပေါ့ကြေးရွာလုပ်ငန်းဖွဲ့ရဲ့ဒါလုပ်ငန်းဆောင်ရွက်မှုတွေပေါ်မှာလည်းကြေးရွာသူကြေးရွာသားတွေကယုံကြည်အားကိုးမှုနည်းပါးနေသေးတယ်ပေါ့ဒီလိုမျိုးကြေးရွာတွေဆိုလို့ရှိရင်တော့ကိုဒါဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကြေးရွာဆိုပြီးတော့သတ်မှတ်မယ်ပေါ့နော်
နောက်တစ်ခုကကြတော့ဒါကတော့ဒါမြို့နယ်အဆင့်မှာလုပ်ရမယ်ဒါလုပ်ငန်းအဆင့်တွေပေါ့နော်ဒီဥစ္စာတွေကတော့ဒါမြို့နယ်မှာဒါကိုယ်တိုင်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ဒီလုပ်ငန်းအဆင့်တွေကတော့တည်ပြီးသားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအခုဒါ exit strategy ဆောင်ရွက်လိုက်ပြီပေါ့ exit strategy ဆောင်ရွက်လိုက်ပြီဆိုရင်ဒါရန်ပုံငွေဒါလွှဲပေးတော့မယ်ပေါ့အကျွေးအောင်လွှဲပေးတော့မယ်ဆိုရင်ရန်ပုံငွေလွှဲပြောင်းပေးရမှုဘောတူစာချုပ်တွေချုပ်ရတယ်ပေါ့ကျော်ရတဲ့အချိန်မှာအရင်မပြောက်ဒီနေရာမှာလေပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုသဘောတူစာချုပ်ဆိုပြီးတော့ရေးထားတယ်ပေါ့မတီရန်ပုံငွေဖောက်တော့ပေါ့သူကကြတော့လေပတ်နေတဲ့ရန်ပုံငွေဖြစ်သွားပြီပေါ့နော်အဲဒါကြောင့်မလို့ဒီမှာလေပတ်ရန်ပုံငွေဆိုပြီးတော့ပြင်ဆင်ထားပါတယ်ဒါအရင်မပြောက်မတီရန်ပုံငွေက300ဒါတိုးပွားငွေပေါ့တိုးပွားငွေကနေအရင်ပြုငွေကတော့ဘယ်လောက်ပေါ့စုစုပေါင်းဒါဒီမှာဆိုလို့ရှိရင်မတီရန်ပုံငွေက300ဒါတိုးပွားငွေကနေအရင်ပြုငွေက350အဲဆိုလို့ရှိရင်ဒါစုစုပေါင်းလေပတ်ရန်ပုံငွေကဒါ450ပေါ့ဒါကြေးရွာကိုဒါကိုတာစာရနိုင်တဲ့ကြေးရွာကို exit strategy လုပ်ဖို့ဒါတွဲပေးမယ်ဆိုလို့ရှိရင်သဘောတူစာချုပ်မှာဒါစုစုပေါင်းဒါလွှဲအပ်ငွေက450ပေါ့နော်ဒါမျိုးဖော်ပြပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒါခုနကစတမ်းမှတ်ချက်လေးတွေပြောခဲ့ပြီပေါ့နော်ဒါကကြတော့ကိုထားဆောင်ရနိုင်တဲ့ကြေးရွာတွေကိုဖြည့်လျှော့ပေးသွားမယ့်အစီအစဉ်တွေပေါ့နော်ဒါစတမ်းမှတ်ချက်လေးတွေပြောပြီးတော့အဲ့စတမ်းမှတ်ချက်လေးတွေနဲ့အညီဒါကိုထားဆောင်ရနိုင်တဲ့ကြေးရွာတွေကိုရွေးချယ်လိုက်ပြီရွေးချယ်လိုက်ပြီဆိုရင်အဲ့ဒီကြေးရွာတွေပေါ်မှာဘယ်လိုဖြည့်လျှော့ပေးသွားမလဲဆိုလို့ရှိရင်ဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေချင်းငွေ6လွှာတွေကိုကိုယ်တိုင်စီစဉ်အတည်ပြုတော့မယ်ချင်းငွေ6လွှာတွေကို၎င်းတို့ကိုယ်တိုင်ထုတ်ချေးပေးစီတော့မယ်နောက်တစ်ခုကကြတော့ဒါချင်းငွေထုတ်ချေးခြင်းနဲ့ပြန်လည်ကောက်ခံခြင်းနဲ့ဆောင်ရွက်ပြီးချိန်မှာစည်ရင်းစရာတွေကိုမြို့နယ်လုပ်ငန်းအဖွဲ့ကိုမပြတ်မကွက်တင်ပြရမယ်ဒါ exit strategy ဆောင်ရွက်လိုက်ပြီးဒါ self reliant village အဖြစ်သူ့ကိုရွေးလိုက်ပြီးဆိုရင်အဲ့ဒီရွာကဒါချင်းဝေထုတ်ချေးခြင်းပြန်လည်ကောက်ခံခြင်းတွေမှာစည်ရင်းစရာတွေကိုတော့မြို့နယ်လုပ်ငန်းအဖွဲ့ကိုမပြတ်မကွက်တင်ပြရမယ်ဆက်ထုတ်ချေးတဲ့အချိန်ပြီးတော့ပြန်လည်ကောက်ခံတဲ့အချိန်မှာတော့စည်ရင်းစရာတွေကိုမြို့နယ်ကိုဒါမပြတ်မကွက်တင်ပြရမယ်ပြီးတော့နောက်လစဉ်ပြန်တန်းနေပေါ့ပုံမှန်အတိုးတွေဆက်တဲ့ဟာတွေပေါ့အဲ့လိုလစဉ်ပြန်တန်းနေကြတော့သူကပုံမှန်ဆိုလို့ရှိရင်3လတစ်ချိန်မှတင်ပြစီတော့မယ်ပေါ့ဒီနေရာမှာတစ်ချက်ပေါ့နော်နားလည်မှုလေးလွဲနေတာရှိရဲတချို့ကဒါဖြည့်လျှော့ပေးလိုက်တယ်ပေါ့ exit strategy ဆောင်ရွက်လိုက်ပြီးဒီ self reliant village ရွာမှာအဲ့ဆိုလို့ရှိရင်သူတို့မှတ်နေတာကလစဉ်ပြန်တန်းတွေကို3လမှတစ်ချိန်ပို့ရမယ်ပေါ့အဲ့ဆိုတော့ဒီရွာကစပြီးတော့ဆောင်ရွက်လိုက်ပြီးတော့ exit strategy ဒါပေမဲ့သူက3လတစ်ချိန်ဆိုပြီးတော့သူကစိတ်ထဲမှာမှတ်နေတာဖြစ်တဲ့အတွက်စစ်စာချင်းမှာသူကဒီချင်းငွေထုတ်ချေးတဲ့ဥစ္စာတွေကိုလာချုပ်စီရင်မှာထည့်မလာသေးဘူးပေါ့နော်အမှန်တကယ်တော့သူကစစ်စာချင်းထုတ်ချေးပြီး exit ဆောင်ရွက်လိုက်ပြီဆိုရင်တော့လာချုပ်စီရင်မှာထည့်ပေးရမှာပါပြီးတဲ့ခါကျတော့မှနောက်သူ့ရဲ့တိုးတက်မှုတွေရှိတဲ့ခါကျရင်တော့နောက်3လမှတစ်ချိန်တင်ပြပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးတခုတော့မှတ်သားစေချင်ပါတယ်နော်နောက်တစ်ခုကကြတော့ဒါမြို့နယ်စီမံကိန်းမြို့နယ်ငါးကြောင်စီမံကိန်းလုပ်ငန်းအဖွဲ့တွေကနေစီမံကိန်းကြေးရွာကိုတစ်နှစ်နဲ့အနည်းဆုံး3ချိန်ပဲကွင်းဆင်းစစ်ဆေးရတော့မယ်အရင်တော့ဆိုရင် manual ထဲမှာဖော်ပြထားတယ်မြို့နယ်လုပ်ငန်းအဖွဲ့ရဆိုရင်ဒါကွင်းဆင်းရမှာကဘယ်လောက်ပါဆန်ကွင်းဆင်းရမှာလဲကြေးရွာတွေငါးကြောင်စီမံကိန်းကြေးရွာတွေမြို့နယ်က100ရာခိုင်နှုန်းကွင်းဆင်းရမှာအခုကျတော့ဒါ exit ဆောင်ရွက်လိုက်ပြီး self reliant village ကြေးရွာပြည်ရွေးချယ်လိုက်ပြီဆိုရင်အဲ့ဒီရွာတွေကိုအနည်းဆုံးတစ်နှစ်လည်းရင်သူက3ချိန်ပဲကွင်းဆင်းရမှာဖြစ်တယ်ပေါ့နော်ဒါဆိုတော့မြို့နယ်ဝန်ထမ်းတွေရဲ့ဒါဝန်တော့ဝန်ပိုးလေးတွေလည်းရောကျသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါလိုအပ်တဲ့လုပ်ငန်းဆွမ်းဆောင်ရည်တွေမြင့်တင်ပေးမယ်ခေါင်းဆောင်မှုဆိုင်ရာအသိပညာဗဟုသုတတွေသင်ကြားပေးမယ်ရပုံငွေစီမံခန့်ခွဲမှုစွမ်းရည်တွေပေါ့နော်တိုးတက်လာအောင်မြင့်တင်ပေးမယ်နောက်တစ်ခုကကြတော့ဒါစီမံကိန်းတွေကိုကဲဖြတ်သုံးသပ်ခြင်းမှရရှိလာတဲ့ဒီရလဒ်တွေအားသာချက်တွေအားနည်းချက်တွေကိုသူတို့ကိုယ်တိုင်စီစစ်ဖော်ထုတ်ပြီးတော့ပေါ့နော်သူတို့ကိုယ်တိုင်ကိုယ်ကောင်းမွန်တဲ့ဒါကြေးရွာဖွံ့ဖြိုးရေးအစီအစဉ်တွေကိုရေးဆွဲချမှတ်ဆောင်ရွက်နိုင်စေမယ်ပေါ့နော်ဒါကတော့ဒါကိုတာဆောင်ရွက်နိုင်တဲ့ကြေးရွာတွေအပေါ်မှာဒါမြို့နယ်ကနေပြီးတော့ဖြည့်လျှော့ပေးမယ်ဒါလုပ်ငန်းလေးတွေပေါ့နော်လုပ်ငန်းစဉ်လေးတွေပေါ့နောက်တစ်ခုကစီမံကိန်းရပုံငွေတွေလွယ်သုံးစားမှုမဖြစ်ပေါ်စေရန်နဲ့အကျဉ်းနဲ့ချက်တိုင်းကြားမှုတွေကိုဖြည့်ရှင်းနိုင်စေဖို့အတွက်ဒါဝေဖန်တိုင်းကြားမှုစနစ်ခိုင်မာအားကောင်းအောင်ဆောင်ရွက်စေမယ်ပေါ့နော်ဒါကိုတာဆောင်ရွက်နိုင်တဲ့ကြေးရွာတွေပေါ်မှာဖြည့်လျှော့ပေးသွားမယ်အစီအစဉ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါကြေးရွာလုပ်ငန်းအဖွဲ့ကနေဒါချင်းငွေ6လွှာတွေကိုကိုယ်တိုင်ဒါစစ်စစ်အတည်ပြုတယ်ပေါ့နော်ဒါကတော့ချင်းငွေ6လွှာပုံစံတွေပေါ့ဒါကတော့သူတို့ကိုယ်တိုင်စစ်စစ်အတည်ပြုရမှာဒီမှာဆိုလို့ရှိရင်ဒါကြေးရွာများသိန်းအောင်လုပ်ငန်းအဖွဲ့ဆိုပြီးတော့ဒီမှာလေးတွေပြင်ထားတယ်ပေါ့နော်ကြေးရွာများသိန်းအောင်လုပ်ငန်းအဖွဲ့ဒီမှာဆိုလည်းကြေးရွာများသိန်းအောင်လုပ်ငန်းအဖွဲ့ဤဘောတူညီပြီးဖြစ်သည့်အတွက်မြို့နယ်များသိန်းအောင်ကြေးရွာစီမံကိန်းအဖွဲ့ဤကွက်လက်ရဆွဲပါဆုံးဖြတ်ချက်အမှတ်ကွက်လက်အရာဝေချက်ကလောက်အားမှန်တမ်းတင်ခွင့်ပြုကြောင်းဆုံးဖြတ်ပါသည်ဆိုပြီးတော့ဒီဥစ္စာလေးတွေဒါပြင်ဆင်ပြီးတော့ဖြစ်ဆွတ်ထားတယ်ပေါ့နော်မှာဆိုရင်လည်းဒါခုနကပြောခဲ့တဲ့အတိုင်းပဲဒါရန်ကုန်ငွေပြပြောင်းသဘောတူစာချုပ်ပေါ့နော်အဲ့ဒါမှာဆိုလို့ရှိရင်ဒါဒီမှာဆိုလို့ရှိရင်
လေပတ်ရန်ပုံငွေဆိုပြီးတော့ပေါ်ထားရပေါ့နော်ဒါသူတို့ကိုတွဲပြောင်းပေးလိုက်တဲ့ဒါရန်ပုံငွေစုစုပေါင်းပေါ့နော်အဲ့ဒါကိုပေါ်ပေးရမှာဖြစ်တယ်ဒါတော့ချင်းငွေထုတ်ချပြီးတဲ့အချိန်မှာမြို့နယ်ကိုတင်ပြရမယ်ဇာတ်ပုံစံလေးတွေဖြစ်တယ်ပေါ့နော်အခုကဒါချင်းငွေအတူအရင်ပြန်လဲကောက်ခံခြင်း3လတည်းပုံမှန်တင်ပြရမည့်ဇာတ်များဆိုတာတော့ဒါပုံစံ1လက်ပတ်ရန်ပုံငွေထုတ်ချမှုစရင်ပုံစံ2လက်ပတ်ရန်ပုံငွေပြန်လဲပေးရမှုစရင်ဒါပုံစံ3လုပ်ငန်းမျိုးစားလိုက်လက်ပတ်ရန်ပုံငွေထုတ်ချမှုစရင်ပုံစံ4ဒါအတူရငွေစရင်ဒါပုံစံ5ဆိုအခြားရငွေစရင်ပုံစံ6အထူးတွေ3စိတ်စရင်ခွန်ကကြီးဗန်လက်တန်စရင်ခွန်ခါဝေးငွေသားလက်တန်စရင်နောက်စီဝေးမှတ်တမ်းပေါ့နော်ဒီလိုပုံစံလေးတွေချင်းငွေတိုးရင်းပြန်လဲကောက်ခံတဲ့အချိန်မှာဒါဒီစရင်စရာလေးတွေကိုဒါတင်ပြပေးရမှာဖြစ်တယ်ပေါ့နော်မြို့နယ်ဒါတော့ကိုတူဒါဆောင်ရွက်နိုင်ရန်အလားအလာရှိတဲ့ကျေးရွာတွေမှာဆောင်ရွက်ပေးမယ့်အစီအစဉ်ပေါ့နော်ဒါအလားအလာရှိတဲ့ကျေးရွာတွေပေါ့ကိုတူဒါဆောင်ရွက်နိုင်တဲ့အဆင့်မရောက်သေးတဲ့ကျေးရွာတွေပေါ့ဒီလိုကျေးရွာတွေဆိုလို့ရှိရင်ကျေးရွာလုပ်ငန်းအဖွဲ့တွေကျေးရွာသူကျေးရွာသားတွေကိုလိုအပ်တဲ့စွမ်းဆောင်ရည်မြင့်တင်ရေးအစီအစဉ်တွေဆောင်ရွက်ပေးမယ်ပြီးတော့ဒါစီမံကိန်းစီမံခန့်ခွဲမှုတွေဝေစီရင်ထိန်းသိမ်းရေးတင်နန်းတွေဖွင့်လှစ်ပို့ချပေးမယ်နောက်တစ်ခါဖွဲ့စည်းစနစ်ခိုင်မာအကောင့်လာစီဖို့အတွက်ထိန်းသိမ်းတဲ့မှဆောင်ရွက်ပေးမယ်နောက်တစ်ခုကသက်ဆိုင်ရာဌာနတွေဒေသခံခုပြိုးရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ကူညီပေးမယ်ပေါ့ဒါတော့အလားအလာရှိတဲ့ကျေးရွာတွေကိုဆောင်ရွက်နိုင်တဲ့ကျေးရွာအဆင့်ကိုရအောင်ပေါ့နော်ဒါမျိုးတွေကနေဒါကူညီဆောင်ရွက်ပေးရမယ်လုပ်ငန်းစဉ်လေးတွေဖြစ်ပါတယ်ကိုတူကိုဒါဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကျေးရွာပေါ့ကိုတူကိုဒါဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကျေးရွာတွေကတော့ဒီလက်ဆွဲစာဆောင်ပါတော့သတ်မှတ်ချက်တွေနဲ့ဒီစီမံကိန်းလုပ်ငန်းတွေကိုဆက်လက်အကောင်အထည်ပေါ်ဆောင်ရွက်ပြီးတော့ကိုတူကိုဒါဆောင်ရွက်နိုင်ရန်အလားအလာရှိတဲ့ကျေးရွာအဖြစ်ကိုပဲမြင့်တင်ပေးရမှာပေါ့နော်သူကဒါနောက်ဆုံးအခြေအနေပေါ့ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ဟာဆိုတော့မရှိတဲ့ဟာကိုအလားအလာရှိတဲ့ကျေးရွာအဖြစ်ကိုမြင့်တင်ပေးရမယ်အလားအလာရှိတဲ့ကျေးရွာဆိုလို့ရှိရင်ဒါဆောင်ရွက်နိုင်တဲ့ကျေးရွာအဖြစ်ကိုရအောင်မြင့်တင်ပေးရမယ်ပေါ့နော်အခုကဒါဆောင်ရွက်တဲ့ကာလပေါ့ဆောင်ရွက်တဲ့ကာလကတော့ဒီနှစ်3နှစ်လေး MSR မှာပေါ့နော်ဒီ exit strategy အကောင့်ထဲပေါ်ဆောင်ရွက်မယ့်ကျေးရွာတွေကိုရွေးချယ်ပြီးတဲ့ခါကျတော့ဒီနှစ်4နှစ်5ခဏနှစ်မှာ pilot အစီအစဉ်နဲ့ဒါတိုင်းဒေသကြီးပြည်နယ်အလိုက်ပေါ့နော်ဒါကျေးရွာ26ရွာမှာအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ဒါကတော့ဒါကျေးရွာ26ရွာပေါ့နော်ဒါပြည်နယ်တိုင်းဒေသကြီး9ခုမြို့နယ်25မြို့နယ်ကျေးရွာ26ရွာမှာဒါအခုနှစ်4နှစ်5ခဏနှစ်မှာစတင်ကောင်းထဲပေါ်ဆောင်ရွက်နေတဲ့ရွာတွေသိရင်ဖြစ်ပါတယ်။တွက်ချုံမှုရာခိုင်နှုန်းအနေနဲ့ကတော့3.1ခွန်ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ဒီ exit strategy ရဲ့ရွေးချက်ကလည်းဒါဘာသာနဲ့အလိုက်တိုးပွားလာတဲ့ကျေးရွာတွေလည်းများပြားလာတဲ့ဒါမျိုးနယ်တွေရဲ့ဝန်ထမ်းတွေရဲ့ပုံမှာဝန်တော့ဝန်ဘိုးတွေများလာတာဖြစ်တဲ့အတွက် short ချခြင်းတာဖြစ်တဲ့ exit strategy ကိုဆောင်ရွက်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုအနေနဲ့ဆောင်ရွက်တာကလည်းပေါ့နော်။ဒါစင်းအောင်ကျေးရွာစီမံကိန်းကဟိုး14-15နေအခုနှစ်4နှစ်5အထိဆိုလို့ရှိရင်ကျေးရွာပေါင်းပေါ့နော်တင်9ခွန်6ရာရှိရပေါ့နော်15000ကျော်15000ကျော်ပေါ်မှာအခုဒါ exit strategy ဆောင်ရွက်လိုက်ပြီးတော့ set reliance ရဲ့ balance အဖြစ်ရွေးချယ်ပြီးဆောင်ရွက်နေတဲ့ဥစ္စာကစုစုပေါင်း26ရာပဲဖြစ်နေသေးတဲ့အတွက်လက်ချမှုရာခိုင်နှုန်းတွေနဲ့လည်းနည်းနေပါသေးတယ်အဲ့ဒါဆိုတော့ကိုယ့်ရဲ့ဝန်တော့ဝန်ဘိုးတွေကိုရောကြစေဖို့အတွက်ပေါ့နော်ဒါသူတို့ကိုယ်တိုင်စီမံခန့်ခွဲပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်စေဖို့အတွက်ဆိုရင် exit strategy ကိုလည်းဒါစွမ်းစမ်းတမန်နဲ့ထပ်တိုးပြီးတော့ပေါ့နော်အကောင့်ထဲဆောင်ရွက်ဖို့လိုပါတယ်လို့ပြောကြားလိုပါတယ်ဒါ exit strategy ဆောင်ရွက်လို့ရှိရင်တော့ရရှိလာမယ့်အကျိုးကျေးဇူးကတော့ဒါကျေးရွာပြည်သူလူထုတွေကိုယ်ပိုင်စုပ်ဖြတ်ခွင့်တွေလုပ်ပိုင်ခွင့်တွေဒါသူတို့ကိုပေးစွမ်းနိုင်မယ်ပေါ့နောက်တစ်ခုကကြတော့ဒါသူတို့ကိုပေးလိုက်တာဖြစ်တဲ့အတွက်သူတို့ရဲ့ ownership mindset ပေါ့နော်ပိုင်ရှင်စိတ်ဓာတ်တွေမြင့်မားလာမယ်ပြီးတော့ဒီကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်းစစ်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုလည်းပေါ်ဆောင်နိုင်မယ်ပေါ့ဒီဖွံ့ဖြိုးမှန်းနိုင်တဲ့ဖျက်နေရဲ့ကြားရောက်လာရင်လည်းဒီကျေးလက်နေပြည်သူတွေရဲ့တုံ့ပြန်နိုင်စွမ်းအားတွေမြင့်မားလာမယ်ပေါ့ဒီလိုအကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်ဒါကတော့ exit နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါရုပ်ချုပ်ကနေထုတ်ပြန်ထားတဲ့ညွှန်ကြားချက်ဖြစ်တယ်ပေါ့နော်ဒါကိုတူကိုဒါဆောင်ရွက်နိုင်တဲ့ကျေးရွာတွေနဲ့ပတ်သက်ပြီးတော့ဒါလိုက်နာဆောင်ရွက်ရန်ကိစ္စဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်ပထမကရခင်ပေါ်ပြလျက်ရှိတဲ့လစဉ်ပြန်တန်းတွေမှာထည့်သွင်းခြင်းမပြုဘဲတိကျပြုစုပေးဖို့ရန်ဒါကတော့အခုဒါ exit လုပ်နေပြီဆိုလို့ရှိရင် exit လုပ်တဲ့ရွာတွေကအတိတန်လာချုပ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့လစဉ်ပြန်တန်းတိကျပြုစုရရခင်ပေါ်ပြထားသည့်လအတွင်းလထိညာအားကယ်ရီဆောင်ခြင်းမပြုရန်ဒါ exit လုပ်ပြီဆိုရင်ဒါတိထန်ပေါ့နော်ရွာအသစ်စပြီးတော့လုပ်တယ်လို့မျိုးပဲပေါ့လအတွင်းလထိရင်တော့ကယ်ရီယူခဲ့တဲ့ခါတွေဒါမျိုးတွေမလုပ်တော့ဘဲနဲ့ပေါ့နော်အခုစုစုပေါင်းသူ့ရဲ့ရန်ပုံငွေဘယ်ဘက်ရန်ပုံငွေက450ရှိတယ်ပေါ့450ရှိတဲ့ပုံမှာဒါ400ထုတ်ချထားရင်ဒါ400ပေါ့နော်အဲ့400ပုံမှာဒါစီးရင်စရာတွေပြုစုပြီးတော့ပေးဖို့ရမှာဖြစ်ပါတယ်
ပြီးရင်ဒါ exit စတင်တဲ့ဆောင်ရွက်တဲ့လမှစတင်ပြီးတော့ဆောင်ရွက်တဲ့ပုံစံများတွင်ကလတွင်လအထိပေါ်ပြရတယ်ပေါ့နော်ဒါခုနကပြောခဲ့တဲ့ဟာပါပဲဒါမတီရန်ပုံငွေတက်ချက်ရပဲမြို့နယ်နဲ့ကြေးရွာတို့အကြအရင်မပြောင်းမတီလည်းပတ်ရန်ပုံငွေလွှဲပြောင်းပေးရမှုဘောတူစာချုပ်တွင်ပါဝင်သည့်လည်းပတ်ရန်ပုံငွေနဲ့တက်ချက်ရပေါ့ဒါသူတို့ကအခု exit လုပ်ပြီဆိုလို့ရှိရင်ပေါ့နော် exit လုပ်တဲ့ရွာတွေကိုဒါရန်ပုံငွေထုတ်ချေးပြီးစီးမှုဆိုပြီးတော့တောင်းတယ်ပေါ့နော် exit စရာလေးရဲ့နောက်ကဒါမှတ်တမ်းထပ်ပုံလေးတွေနဲ့တောင်းတယ်ပေါ့မှတ်တမ်းထပ်ပုံလေးနဲ့တောင်းတဲ့အခါမှာ exit စရာနဲ့တောင်းတဲ့အခါမှာသူကမတီငွေဆိုပြီးတော့ပေါ့နော် column တစ်ခုနဲ့ပေါ်ပေးတာရှိတယ်အဲဆိုရင်သူကမတီငွေဆိုတော့300ပဲထည့်လာတယ်ပေါ့နော်အမှန်တကယ်တော့အဲ့ဒီမတီငွေဆိုတာဒီလေဘက်ရန်ပုံငွေကိုပြောတာစုပေါင်းပေါ့နော်ဒီရွာကိုလွှဲအပ်လိုက်တဲ့ဥစ္စာပေါ့450ရှိရင်ရှိမယ်600ကျော်ရှိရင်ရှိမယ်900ကျော်ရှိရင်ရှိနေမယ်အဲ့ဒီပတ်စံကိုဒီမတီငွေဆိုတဲ့ဒီ column မှာဖြည့်ပေးရမှာဖြစ်ပါတယ်အခုကကျတော့သူကမတီငွေဆိုတော့နားလည်မှုလွဲပြီးတော့300ပဲပေါ်လာတယ်ပေါ့နော်အဲဒါကြောင့်မလို့စုပေါင်းရွာကိုလွှဲအပ်ပေးလိုက်တဲ့ရန်ပုံငွေစုပေါင်းကိုပေါ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒါ exit ပုံစံဖြင့်ဆောင်ရွက်မဲ့ကြေးရွာတွေရဲ့ပြန်တန်းကိုစတင်ထုတ်ချေးသည့်လမှစ၍ငါးချုပ်ပေးဖို့ရန်နဲ့တိုးတက်မှုအား3လတစ်ကြိမ်ပြန်တန်းပေးဖို့ရန်ဒါခုနကပြောခဲ့တယ်ပေါ့နော်ဖြည့်လျှော်ပေးတဲ့အစီအစဉ်မှာ3လတစ်ကြိမ်ပေးဖို့ရမယ်ဆိုပေမဲ့စတင်ဆောင်ရွက်တဲ့အချိန်မှာတော့ငါးချုပ်ပေးဖို့ရမှာဖြစ်တယ်နောက်ကြတော့မှသူ့ရဲ့အတိုးဝင်တဲ့ဥစ္စာတွေသူ့ရဲ့တိုးတက်မှုတွေကိုတော့3လမှတစ်ကြိမ်ပေးဖို့ပေးရမှာဖြစ်တယ်ပြီးတဲ့အခါကျတော့လစဉ်ပြန်တန်းပြုစုပေးဖို့ရမှာတဲ့မှတ်ချက်အနေဖြင့်မြို့နယ်ကြေးရွာအမည်လက်ပတ်ရပုံငွေများအားနောက်ဆက်တွဲဒီမှာကကြီးအတိုင်းထည့်သွင်းဖော်ပြရန်ဆိုတာအဲ့တုန်းကတော့ဒါညွှန်ကြားချက်မှာနောက်ဆက်တွဲတွေနဲ့ထည့်ပေးလိုက်တယ်ပေါ့နော်ခုနကပြောတဲ့ဥစ္စာတွေပေါ့ဒီမှာလက်ပတ်ရပုံငွေဆိုတဲ့ဥစ္စာဒီမှာကော်လမ်မှာတော့သူကခေါင်းစဉ်မှာမတီရန်ပုံငွေလို့ဖော်ထားတာပေါ့အဲ့ဒါကြောင့်မလို့မှန်တကယ်တော့ဒါလက်ပတ်ရန်ပုံငွေပါလက်ပတ်နေတယ်ပေါ့နော်ကြေးရွာကိုပေးလိုက်တဲ့စုစုပေါင်းငွေကိုဖော်ပြပေးရမှာဖြစ်ပါတယ်exit strategy နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆွေးနွေးချင်တာကတော့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေကတော့ဒီလောက်ပဲပေါ့နော်ဒါပေမဲ့အခုပြည်နယ်တိုင်း9ခုမှာလည်းဒါအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်ပေါ့ကြေးရွာ26ရွာမှာဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒီ exit strategy ဆောင်ရွက်နေတဲ့နေရာမှာအခက်အခဲလေးတွေဘာရှိလဲဘာတွေကြုံတွေ့နေရလဲပေါ့နော်အဲ့ဒါလေးတွေကိုတော့တစ်ချက်ဒီမှာပေါ့နော်အခုဒီ exit strategy ဒီဟိုလုပ်နေတဲ့အချိန်မှာ exit strategy ကြောင့် share ပေးနေတဲ့အချိန်မှာဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေပေါ့ကိုယ့်ရဲ့အခက်အခဲလေးတွေဘာရှိလဲပေါ့အဲ့ဒါလေးတွေကိုတော့ဆွေးနွေးပေးစီချင်ပါတယ်ဒါမိကုန်းများကိုဖိတ်ခေါ်ပါတယ်